ဒါမဲ့ဒီညမှာဆိုလို့ရှိရင် found ကိုတော့ပုံမှန်ပဲ။ဘာဖြစ်လို့လဲဆို ငါမှလည်းရှာညာမဟုတ် နားထောင် came across ကကြတော့နေရှာနေရမဟုတ်ပဲနဲ့ကွာနေအဲ့ဒီအရာမမျော်လိမ့်မယ်နဲ့ရှာတွေ့သွားဟဲ့အဲ့ဒါဆိုရင် came across ကိုတော့မယ် Oh, that's no, you're here. You look tired. Well, yesterday I went for coffee and I finally got home at 11 p.m. because I ran into my friend. စက္ကနာရီမှာဟိုဒီဘာလို့လောက်နေရတော့ရန်တော့ကြရတယ်လေ အမေငါရွေချက်ရှိနေအောင်မဟုတ်ကွာတငယ်ချင်းရှိတွိုင်းနေကအဲ့ချိန်ထိရောက်သွား အော်အဲ့ဆိုလို့ရှိရင်ဒီညမှာ finally ကတိတ်မှတဘာမှမကြောက်ဘူးမားတယ်လို့တော့မဟုတ်ပဲမဲ့ဆိုတော့ဒီညမှာအဲ့ဒါကိုတော့ပေါ်ရင်မှတဘာမှကြတယ် တောက်ဆိုငါကဘယ်လိုပြောရမလဲအဲ့စကားလုံးတုံးနေ I ended up getting home at 11 p.m. ပေါ့အဲ့လိုမျိုး I ended up getting home at 11 p.m. ဆိုတော့နေရတာကစက်တိုင်းမှာပြန်မယ်ဆိုရင်ရွယ်ထားမှာမဟုတ်ဘူးဒါပေမဲ့တကယ်ချင်းနဲ့တွေ့လို့အဲ့အချိန်ထိရောက်သွားတယ်အဲ့လိုဖြစ်သွားတယ်ဆိုတော့အဲ့ဒါက unexpected result ကိုပြတယ် နားလဲပြီဥမာတငယ်ချင်းနဲ့တွေ့ပြီးစကားရေးပါကြီးပြောလိုက်လို့ဆိုရှင် I ended up staying 3 hours အဲ့လိုမျိုးပြောရမှာပေါ့ Yeah exactly ဟုတ်တယ်ဆိုတော့နေက3နာရီတွေ့ဖို့3နာရီထိနေဖို့အမှရွယ်ထားမှာမဟုတ်ဘူးဒါပေမဲ့အဲ့လိုဖြစ်သွားတယ်ဆိုလို့ရှိရင် yeah အဲ့လိုသုံးလို့ရတယ် ဒါဆိုလို့ရှိရင် action ကိုပြောရင် end up plus ဘာပါရင်ဒီတော့မှာပေါ့ for example I ended up staying 3 hours we ended up watching a movie အဲ့လိုမျိုးတော့မှာပေါ့ ဟုတ်တယ်ပြီးတော့နေရာပြောလို့ရှိရင်တော့ဘာရင်ရှိမလို့တော့ဘူးဒါသုံးလို့ရတယ် for example they took the round train and ended up in a small village ဒါမှမဟုတ်ရှင်လေ we ended up at a cafe because it rained အဲ့လိုပေါ့ ဒါဆို finally ကိုကြာဘယ်နေရာမှာတော့မှာ finally ကိုအဓိကသုံးလို့ရတဲ့နေရာတွေကလည်းတစ်ခုခုစောင့်ပြီးမှအဲ့ဒါဖြစ်လာတယ်ပေါ့ဥပမာဆိုလို့ရှိရင် finally the best arrive ဒါမှမဟုတ်ရှင်းလို့ရှိရင်လည်း process တစ်ခုခုလုပ်ငန်းစဉ်တစ်ခုခုရဲ့နောက်ဆုံးအဆင့်ကိုပြောတဲ့အခါမှာလည်းသုံးလို့ရတယ် finally at the sugar စိတ်ရှိတော့တဲ့အခါလေး finally you're here အဲ့လိုလည်းသုံးလို့ရတယ် Okay I got it and by the way I was looking for the keys that I told you, and I finally came across them under my bed. ဒါမဲ့နင်ကရွေချက်ရှိနေရှာရမလား Yeah, I was looking for them. How did I came across. I will. ဒါမဲ့ဒီညမှာဆိုလို့ရှိရင် found ကိုတော့ပုံမှန်ပဲ။ဘာဖြစ်လို့လဲဆို ငါမှလည်းရှာညာမဟုတ် နားထောင် came across ကကြတော့နေရှာနေရမဟုတ်ပဲနဲ့ကွာနေအဲ့ဒီအရာမမျော်လိမ့်မယ်နဲ့ရှာတွေ့သွားဟဲ့အဲ့ဒါဆိုရင် came across ကိုတော့မယ် For example like I was cleaning my room and I came across an old letter အဲ့ဒါမှပို့ပြီးမှတဘာဝကြာနေရရွေချက်ရှိနေရှာတွေ့သွားဆိုရင် found နဲ့တော့အောင်မှာ okay ဟုတ်ပြီဟုတ်တယ်ဆိုတော့came across ကိုလူနဲ့လည်းသုံးလို့ရတယ်ပေါ့ဥပမာဆိုလို့ရှိရင် I came across my old student in the market this morning အဲ့လိုသုံးလို့ရတာ ရပေါ့ came across ကိုရုပ်တရက်ပေါ့နော်ရှာတွေ့သွားလို့ပဲမှတ်ထားလိုက်အဲသူ့နောက်မှာ object ကိုတိုက်ရိုက်ကတ်တော့အောင်မယ် For example like ဒီမှာsomething အရာဝတ္ထုတစ်ခုခုဆိုလို့ရှိရင် I was cleaning and came across this old photo လူဆိုလို့ရှိရင်တော့ I came across my friend at the mall အဲ့လိုမျိုးပဲသုံးလိုက်ရုံပဲပေါ့ Okay so yeah ရှင်းတော့ပြီတင်တယ်ဆိုတော့ကိုယ်တိုင်ရှာနေရဆိုလို့ရှိရင် I found it လို့ပြောလို့ရတယ်ဒါပေမဲ့မျောလင့်မဲ့နဲ့တွေ့သွားရဆိုလို့ရှိရင် I came across the picture of me and my ex like that အဲ့လိုပေါ့ Exactly Okay so ကြည့်နေကြတဲ့လူတွေအားလုံးလည်းကိုမမျောလင့်မဲ့နဲ့ဖြစ်လာတဲ့ကြုံလာတဲ့ကိစ္စရက်တွေကို and now ဒါမှမဟုတ်လို့ရှိရင် come across သုံးပြီးတော့ comment မှာရေးခဲ့ပေးပါ See you in the next video goodbye Bye bye